လေးစာလုံးနေရတဲ့အချိန်ဆိုမျက်နှာတွေကရှူပုတ်နေရတယ်ပြောပြမယ်ဒီနေ့10:45ကနေပြီး12:55ဒီ10ခွင့်ယူထားတယ်ဒါပေမဲ့ဟိုဒီတော့စဉ်းစားမနေနဲ့နော်ကိုယ့်ဘာသာကိုစာထိုင်လုပ်နေကြဒီဒီချက်ခွင့်ယူထားတယ်ငါတို့ခုပတ်လာတယ်ခုခုမှစားမှာဒါမှမဟုတ်လည်းအကောင်ခဏပဲတော့ကြ။နောက်ကတော့မှစားမှာလေပြီးရတယ်။ဘုရားနာပဲတော့မယ်။အဲ့ဆိုကိုယ်ခွင့်တောင်းပြီးတော့တော့ကြမယ်ဒီတော့ ဘာလို့လဲတော့စာမကြည့်ဘူးလားပြင်သွားဖို့တိုင်နေတယ်ပြင်သွားဖို့စဉ်းစားကြမယ်နော်တပ်တဲ့ချိန်ဆရာချင်းမော်တက်ဖြေရမယ်စာရီကြည့်ထားပါနော် ဟုတ်ကဲ့ပါဆရာလက်ထားလိုက်ပါ Thank you, thank you, thank you, thank you. Sha la 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 la. Thank you, thank you, thank you, thank you. Sha la 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 la. Okay.